ယ်လီလို့ခေါ်တဲ့ဆယ်ကျော်သက်ကောင်းမလေးတစ်ယောက်မှာလူပတ်လို့ခေါ်တဲ့ယောဂတစ်မျိုးရှိပါတယ်ဆိုလိုတာကသူမရဲ့ကိုယ်ခံအားစနစ်ဟာဗိုင်းရပ်စ်တွေပိုးမွှားတွေကိုတိုက်ခိုက်မဲ့အစားသူမရဲ့ခန္ဓာကိုယ်ကိုပဲပြန်ပြီးတိုက်ခိုက်နေတာပါသူမဟာအချိန်များစုမှာအားနည်းနေတတ်ပြီးမြောက်ကြည့်တယ်အရန်ထိခိုက်လွယ်တဲ့အတွက်အပြင်မထွက်နိုင်ပါဘူးဒါကြောင့်သူမမှာတငယ်ချင်းဆိုလို့တယောက်မှမရှိပါဘူးဒီနေ့ဟာယ်လီရဲ့16နှစ်ပြည့်မွေးနေ့ဖြစ်ပေမဲ့သူမရဲ့မွေးနေ့ပါတီမှာချမ်းသာတဲ့သူမရဲ့မိဘတွေနဲ့အိမ်ကူတွေလောက်ပဲရှိနေပါတယ်အဲ့ဒီအချိန်မှာပဲသူမအကြိုက်ဆုံး pop star ဆိုတော်စီကနေမွေးနေ့ဆုတောင်းပေးတဲ့ဗီဒီယိုတစ်ခုဝင်လာပါတယ်ဒါဟာသူမရဲ့မိဘတွေကအဆိုတော်ကိုငွေပေးပြီးဆုတောင်းခိုင်းထားတဲ့မွေးနေ့လက်ဆောင်တစ်ခုပါယ်လီကဒါကိုသဘောကျပေမဲ့လည်းဒီလိုချစ်စရာကောင်းတဲ့ကောင်လေးကသူမရဲ့နေမကောင်းဖြစ်နေတဲ့မျက်နှာကိုမြင်သွားတဲ့အတွက်စိတ်အိုက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ယ်လီဟာမက်ရှိမှာသူမရဲ့အရေးပြားတီတချို့ကိုခွာချလိုက်ပြီးဆေးတွေအားလုံးကိုတောက်လိုက်ပါတယ်ပြီးတော့သူမကတငယ်ချင်းအစ်စ်တွေဘယ်လိုရှာရမလဲဆိုတာကို AI တစ်ခုကိုမေးကြည့်ပါတယ်ဒါပေမဲ့ AI တူတဲ့အကြံဉာဏ်တွေအကုန်လုံးကအပြင်ထွက်ဖို့လိုအပ်နေတာကြောင့်သူမအတွက်မဖြစ်နိုင်ပါဘူး online forum တွေကနေလူတွေနဲ့တွေ့ဆုံဖို့လဲ AI ကအကြံပေးပေမဲ့ယ်လီကတော့အပြင်ကတကယ်လူတွေနဲ့ပဲထိတွေ့ဆက်ဆံချင်တာပါ AI ရဲ့နောက်ထပ်အကြံဉာဏ်ကအိမ်ဝေးတွေးဆန်လေးတစ်ကောင်မွေးဖို့ပြစစ်ပေမဲ့ယ်လီကဓာတ်မတည့်တဲ့အတွက်စိတ်နှောက်ယှက်ဖြစ်စွာနဲ့ပဲလက်တော့ကိုပိတ်ပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ယ်လီဟာရေကူးကန်တဲ့ကိုသူမကိုဖြည်းဖြည်းချင်းချပေးတဲ့အထူးကလပ်ထိုင်တစ်ခုကိုအသုံးပြုပြီးဆင်းသွားပါတယ်သူမဟာရေငုပ်သွားပြီးအနားယူဖို့ရေအောက်မှာခဏလောက်နေခဲ့ပါတယ်ဒါပေမဲ့ဒါကသူမကိုထူးဆန်းတဲ့မြင်ကွင်းတွေမြင်လာစေပါတယ်ထူးဆန်းတဲ့သိပ္ပံပညာရှင်တစ်ယောက်ကသူမကိုမေ့ဆေးပေးနေပြီးသူမနဲ့ရုပ်ထွက်ဆင်တူတဲ့ခန္ဓာကိုယ်တွေဟာအံပြုံတွေထဲမှာမျောလွင့်နေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီခန္ဓာကိုယ်တွေထဲကတစ်ခုကမျက်လုံးပွင့်လာတဲ့အချိန်မှာတော့ယ်လီလည်းသတိဝင်လာပြီးလေဘဝမရှူနိုင်တော့ဘူးဆိုတာကိုသတိထားမိသွားပါတယ်သူမရေကူးဖို့ရုန်းကန်နေရချိန်မှာမိခင်ဖြစ်သူဂျော်ဂျီယာကသူမကိုကလပ်ထိုင်ပေါ်ပြန်ရောက်တဲ့အထိကူညီလမ်းညွှန်ပေးခဲ့ပါတယ်အချိန်နဲ့ငယ်ကြာပြီးနောက်မှာတော့ယ်လီရဲ့မိဘတွေဟာသူတို့ရဲ့ Elysian project ကိုမိတ်ဆက်ပြသဖို့ချမ်းသာတဲ့လူတွေအများကြီးနဲ့ပါတီတစ်ခုကျင်းပခဲ့ပါတယ်အဲ့ဒီနေရာဟာတန်ရှင်းတဲ့ရင်းနဲ့လေရွေးရှိပြီးရှင်တန်ကျန်ရဲ့သူတွေနေထိုင်နိုင်မဲ့လွတ်လပ်ခွင့်အပြည့်ရှိတဲ့စံပြကဘာတစ်ခုဖြစ်ပါတယ်